ChatGPT တလား free ယူတဲ့နည်းလေးကိုပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုမျိုး ChatGPT free ယူမယ်ဆိုလို့ရှိရင်ပထမဆုံးမေးအသစ်တစ်ခုလိုမယ်ပေါ့နော်အဲ့တော့မေးအသစ်တစ်ခုဒီမှာ Play Store မှာမေးအသစ်တစ်ခုထည့်ထားမယ်ပြီးလို့ရှိရင်အဲ့မေးတဲ့ကနေမှကျွန်တော်တို့ကဒီ payment ထဲမှာဒီ payment method ထဲမှာကိုယ့်ရဲ့ bank card တစ်ခုထည့်ထားတာမျိုးလုပ်ရမယ်ပေါ့နော်အဲ့တော့ပေးတဲ့ region တွေကတော့ကျွန်တော်တို့USA တို့ UK တို့ပေးတာဖြစ်တယ်ကျွန်တော်ကတော့ UK နဲ့ပဲစမ်းတယ်ပြီးတော့ကျွန်တော်က UK မှာပေးသုံးတယ် basic card ဆိုတာကို payment ထဲမှာထည့်ထားလိုက်ပဲပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ Play Store ကနေ ChatGPT ကိုထားအောင်မယ်ပေါ့နော်ChatGPT ကို install လုပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ChatGPT account တစ်ခုအသစ်တစ်ခုဖွင့်မယ်ပေါ့နော်အဲ့တော့ဒီဝင်ထားတဲ့ Gmail ကနေပဲ Google Sign in လုပ်ပြီးတော့သုံးလည်းရတယ်ဒါမှမဟုတ်တခြား mail တစ်ခုခုနဲ့သုံးလည်းရတယ်ပေါ့နော်ကျွန်တော်တို့ကတော့ free temp mail တစ်ခုခုနဲ့သုံးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ mail.tm ဆိုတဲ့ website ကနေ temporary mail တစ်ခုခဏယူလိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ mail ကို copy ယူလိုက်မယ်ပေါ့နော် copy ယူပြီးတော့ရင်ခုန ChatGPT ရပြီဆိုရင် ChatGPT မှာဒီ account နဲ့ sign up လုပ်လိုက်မယ်sign up ပေါ့နော်အဲ့တော့ password ပေးပါနော် password ကတော့ကိုယ်စင်ပြရပေးလိုက်ပါရပါတယ်ပြီးကုတ်ကြမယ်ပေါ့နော်ကုတ်ကြရင်ကျွန်တော်ဒီမေးထဲမှာကုတ်လာကြမှာပေါ့နော်ကြာရင် refresh ချက်လုပ်လိုက်နော်ခဏကြာဒီမှာကုတ်ကြလာပြီအဲ့ကုတ်ကိုတော့ထည့်လိုက်ဒါနာမည်ပေးတာပေါ့နော်ဒီနေ့ကတော့ Gmail နဲ့ Play Store ကနေ payment နဲ့ဝယ်တာဖြစ်တဲ့အတွက် Android phone တွေမှာပဲရအောင်ပဲပေါ့နော်တခြား card တွေနဲ့ဝယ်တိုင်းတဲ့လူတွေကတော့ browser ကနေတွားပြီးတော့ account တစ်ဖောက်ပြီးလုပ်လို့ရပါတယ်နော်ဒါကတော့အလွယ်ဆုံးနည်းကိုပြပေးတာပါအဲ့တော့ဒီနေရာမှာရပါဒီမှာ free upgrade ဆိုတာပေါ်နေတယ်ဒါကကျွန်တော်တို့ဒီ VPN က UK တို့ USA တို့ထားတာမှာပဲပေါ်တာတချို့ region တွေမှာလည်းပေးတော့ပေးပါတယ်เนาะအဲ့လိုမဟုတ်လို့ရှိရင်ဒီနေရာလေးမှာget plus ဆိုပြီးတော့ပေါ်တာပေါ့နော်ဒါကတော့ free upgrade ဆိုတာရတာပေါ့နော်account လုပ်ပြီးသားဟောင်းနေဆိုရင်တော့မရဘူးပေါ့အဲ့တော့ account တင်နဲ့ဖွင့်ပြီးသုံးလို့ရတယ်ပေါ့နော်ဒါမျိုး upgrade to plus ကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ one month file ရကျွန်တော်ကတော့ဒီမှာ basic ကတ်ကိုကျွန်တော်ရဲ့ Google Play ထဲမှာ payment ထဲမှာအပ်ထားတယ်မိတ်ဆွေတို့လည်းကိုအဆင်ပြေတဲ့ payment တခုကိုအပ်ပြီးတော့သုံးနိုင်ပါတယ်အဲ့တော့ subscribe လုပ်မယ် agree ပေါ့နော်ပြီးရင်ပြီးလို့ရှိရင်ဒီမှာရသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ရသွားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒါကြည့်လိုက်တစ်ချက်ဒါကြည့်လိုက်ရင်ဒီထဲမှာ black ဖြစ်သွားလိမ့်မယ်ဒီမှာ subscription မှာ black ဖြစ်သွားပြီเนาะအဲ့တော့ကျွန်တော်ဒီမှာ ChatGPT black ကိုတစ်လသုံးလို့ရပြီပေါ့ဗျာဒီအကောင့်လေးနဲ့အဲ့လိုမျိုးလုပ်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ Play Store အကောင့်လေးကိုပြန်သွားဒီ subscription လောက်ထားတာကိုကျွန်တော်တို့ကပြန်ပြီးတော့ cancel လုပ်ရမယ်မဟုတ်လို့ရှိရင်နောက်လာကြလို့ရှိရင်ပတ်စံဖြတ်မယ်ပေါ့နော်အဲ့တော့ဒီ subscription တွေကိုသွားလိုက်မယ်ဒီမှာကျွန်တော်တို့ ChatGPT ပေါ့နော်နောက်လာဆိုလို့ရှိရင်$19လောက်ဖြတ်မှာပါအဲ့လိုဖြတ်မခံအောင်ဒီ plan ကိုကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုတော့ cancel လုပ်လိုက်မယ်နောက်လာကိုတက်တက်မတိုးတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်
ကျွန်တော်တို့ cancel ဖြစ်သွားပြီဆိုတော့ဒီစစ်ဖြစ်သွားပြီတစ်လသုံးလို့ရသွားပြီပေါ့နော်ဒါကတော့ ChatGPT Plus အတွက်တစ်လသုံးနဲ့ဒီလေးပါတစ်လဒီလိုသုံးယူပြီးသုံးတဲ့လူတွေလည်းရှိပါပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေ